အန်ဒါဆန်က9နှစ်စာချုပ်နဲ့နောက်ထပ်တိုးတစ်နှစ်စုစုပေါင်း6နှစ်ပေါ့ဗျာ6နှစ်နဲ့ပေါ့နော်9နှစ်စာချုပ် plus တစ်နှစ်အတိုးခွင့်တက်တန်းတိုးခွင့်နဲ့ဒါစာချုပ်ချုပ်ဆိုမှဖြစ်ပါတယ်တပတ်လောက်ခပေါင်3သိန်းထိမန်စီးတီးကပေးပြီးတော့ဒါစာချုပ်ချုပ်ဆိုတော့မှဖြစ်ပါတယ်အဲ့တော့စစ်စစ်မှုတွေကိုဒီကနေ့မှာပဲဒါလုပ်တော့မှာပေါ့နော်အဲ့တော့ဒီကုလေးဘယ်လိုတင်ကြလဲအင်္ဂလန်ကစားသမားတွေကကျွန်တော်မန်စီးတီးအသင်းအတွက်ထွန်းတောက်ရလားပေါ့နော်ထွန်းတောက်ခဲ့ရလားရှေ့မှာလည်းကျွန်တော်တို့ကရှိခဲ့တယ်ဂရီလစ်တို့ဘာတို့စံချိန်တင်ပြောင်းရွှေ့ကြည့်နေခေါ်ခဲ့တယ်ဒါပေမဲ့ဂရီလစ်ကကျွန်တော်တို့မန်စီးတီးအသင်းမှာအထိုက်လျောက်တော့အကျိုးပြုသွားပါတယ်တရားဒီလောက်ကောင်းကောင်းတော့သူအကျိုးပြုသွားတယ်ကြံတဲ့ယာတီတွေမှာတော့ထင်တယ်လို့ကြီးသူအကျိုးမပြုခဲ့ဘူးပေါ့နော်အဲ့တော့လက်ရှိအခုခေါ်လိုက်တဲ့ဒါအန်ဒါဆန်လည်းကျွန်တော်တို့မန်စီးတီးအသင်းအတွက်ဒါအင်္ဂလန်သားဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ညီတို့ဘယ်လိုထင်ကြလဲခြေစွမ်းပြပါမှာလားဈေးနှုန်းကတော့တန်း130သို့မဟုတ်116တန်းအမျိုးမျိုးပြောနေကြတာထားတော့ဘယ်လောက်ပဲပေးရကိုယ့်အိတ်ကတည်းဆက်ရတာမဟုတ်ဘူးအသင်းပိုင်ရှင်ကပေးရတာဒါတွေကပြဿနာမရှိဘူးအဓိကခေါ်လိုက်တဲ့ကစားသမားကကိုရီမန်စီးတီးအသင်းအတွက်တကဘာလုံးကအားပေးရတဲ့တကဘာလုံးဆိုတာတကဘာလုံးမှာရှိတဲ့မန်စီးတီးဖန်တွေအားပေးထားတဲ့တောက်တိုင်ကြီးလို့ထောက်ထားတဲ့မန်စီးတီးဖန်တွေရဲ့မျက်ဝါးထင်ထင်မှာကောင်းမွန်တဲ့ခြေစွမ်းတွေပြပြီးတော့ကောင်းမွန်တဲ့အသင်းအတွက်အကျိုးပြုတဲ့ကစားသမားဖြစ်ဖို့လည်းလိုတာတပေါင်ပဲပေးရပေါင်1000ပဲပေးရပေါင်တသန်းပဲပေးရဗျာဘယ်လောက်ပဲပေးရသိရမလားအဓိကဈေးကြီးချင်းတွေမကြီးချင်းတွေကတော့ဟိုပတ်ဝန်းကျင်အသင်းကတော့ပြောတာပေါ့နော်မက်ဆီတီတင်းကတော့မဟာရရတွေပြီးခေါ်တယ်လို့ပါလို့ဒါပေမဲ့လည်းပြဿနာမရှိဘူးခေါ်နိုင်လို့ခေါ်တာရှင်းလေးပြောဟုတ်လားခေါ်နိုင်လို့ခေါ်တာသိပြဿနာမရှိဘူးတခုပဲစောစောကပြောလို့ခေါ်နိုင်လို့ခေါ်ပြီးတဲ့အချိန်မှာတော့အဲ့ခေါ်လိုက်တဲ့ဈေးနှုန်းနဲ့တောင်ဒီကစားသမားခြေစွမ်းပြဖို့လို့လိုတာပေါ့နော်လက်ရှိတော့ Nottingham Forest မှာတော့ဒါကစားသမားအရန်ကိုကောင်းမွန်နေတယ်အရန်ကိုခြေစွမ်းပြနေတယ်ဥရောပထိပ်တန်း level အဆင့်ထိဟိုရောက်နေပြီလို့ပြောလို့တော့မရသေးပြီမဲ့ဗျာလက်ရှိအင်္ဂလန်မှာမနစ်ကဒါ Nottingham Forest နဲ့တော်တော်ကိုခြေစွမ်းပြထားတဲ့ကစားသမားဗျာလက်ရှိကျွန်တော်တို့မက်ဆီအသင်းကလည်းကွင်းလေလိုအပ်ချက်ကရှိနေတယ်ကွင်းလေလိုအပ်ချက်ကရှိနေတယ်ဘန်ဒလိုဆေးဘာတော့ထွက်သွားတယ်ကိုဘာချစ်တို့ဘာလို့လဲထွက်နိုင်ကြဆိုတော့ကွင်းလေကမဖြစ်မနေဘူးဖြစ်ရမှာဗျာဒီကွင်းလေဖြစ်မှရမှာမို့လို့တခြားလည်းဘဲမှာဝေးတီလိုက်ရှာနေကြမလို့ဒီကစားသမားလည်းကောင်းနေအောင်လို့ဒီကစားသမားကိုခေါ်လိုက်တာတခုပဲအပေါက်လန်းတဲ့ဟုတ်ပဲလို့လားအနာနဲ့စိတ်တဲ့ဟုတ်ပဲလို့လားဗျာသိရမလားအနာနဲ့စိတ်တဲ့ရဲ့ကျွန်တော်မက်ဆီအသင်းအတွက်အကျိုးပြုရင်ရပြီဒါပဲဈေးတွေ130တွေ140တွေတိတ်ပြဿနာမရှိဘယ်တော့ပဲပေးရကျွန်တော်တယောက်တူးတဲ့အမြင်ကတော့ဒီလိုပဲမြင်ပါတယ်အဲ့တော့လက်ရှိဒါအန်ဒါဆန်ကို9နှစ်စာချုပ်ချုပ်မှာ9နှစ်စာချုပ်ချုပ်ပြီးတော့နောက်ထပ်တိုးခွင့်တစ်နှစ်နဲ့ပေါ့နော်တစ်ဖက်ကိုလောက်ခလာကပေါင်3သိန်းပေါင်3သိန်းနော်ဟာလန်တို့ဘာလို့ရဲ့ဒီစကေး level နီးပါးကိုပေးပြီးတော့ကျွန်တော်ဒါလားဆောင်အများကြီးပေးပြီးတော့ချုပ်တာဖြစ်ပါတယ်ချုပ်တော့မှာဖြစ်ပါတယ်sorry အင်္ဂလန်သားကိုဒီကနေ့မှာပဲဒါဒီနယူးယောက်မှာပဲစစ်မယ်ဆိုပြီးတော့ဒီနေ့ထပ်သိရပါတယ်ဗျာညီကိုလေးဘယ်လိုထင်ကြလဲဈေးကြည့်လိုက်မကြည့်ရဆောစောကျွန်တော်ပြောလို့မတွေးပါနဲ့ကိုအသင်းအတွက်အံခွင့်ကြဖြစ်မယ်လို့ထင်လားဒါလေးကိုပဲ comment မှာဝင်ရောက်ဆွေးနွေးကြပါဗျာအားလုံးကျေးဇူးတင်ပါတယ်